ဒီမှာဆော်ရကလေးတွေဆိုတာလေနှစ်လွာပေါင်းမှာတရွက်ဖြစ်တာမဟုတ်လားအဲ့ဒီကနေလေတစ်ဖက်လေးရမြကျွေးမယ်ဆိုရင်လေကျွေးချင်းကျွေးငါတာကျွေးလိုက်ချင်တာနင့်ငါမသေးသေးချင်းဘူးဟာ ဟုတ်လို့လားယောက်ျားရဲ့ ဟုတ်တာဗောမင်းသေးတော့ငါ့ဘာလို့ထမင်းချက်ကျွေးမလဲပြီးငါ့ဝေစားငါရှော့တာပြင်းနေပတ်စံမရှိလို့သူများရှိသွားပြီးမျက်နှာလေးအောက်ချပြီးချီရမယ်ဆိုလေငါမချီချင်ဘူး ကိုတင်လိုက် ဩဘာလဲနင့် ဟဲ့ဘာအောင်မပြောအောင်ရောတာမိုင်းကဥတညာသမီးမှုပေါင်းနဲ့မိစကားကောင်းလိုက်အဲ့သူ့ဖေကပြောတယ်ကားရဲ့မင်းကြီးအရှင်ကြီးမြင်မှာဘူးတဲ့သဘောတူပါလေ အာဒီဖိုးကြီးဘယ်မှာကျအရှင်ကြီးတော့သူ့ဘာလို့ရလို့တဲ့မီးကတဘောမတူလဲခိုးပြမယ်မီးက ဒဲအဲ့ဒါပဲစမ်းဆိုလို့ရှိရင်အမြဲတမ်းပြဿနာကောင်ကြာနေဒီမှာလေစမ်းဒီနေမှာစီးပွားရေးလုပ်မလို့အဲ့ဒင်းနဲ့တိုင်မလို့ မင်းကကြီးကြီးကျယ်ကျယ်နဲ့ဘာစီးပွားရေးလုပ်မှာမလို့လဲ သူများနိုင်ငံတွေမှာလေအသက်60ပြည့်မှာဘဝစတာနော်စမ်းတို့နိုင်ငံမှာအဲ့လိုမျိုးမဟုတ်ဘူးအသက်60ဆိုလို့ရှိရင်ကိုယ့်ကိုယ်လူကိုစင်းရင်သွင်းပြီးတော့ဘာလုံးမှမလုပ်ကြတော့ဘူးကဲအဲ့ဒါရမုတ်သေးဘူးနော်မှားနေတယ် အဲ့တော့ဘာဖြစ် အဲ့တော့စမ်းဒီနေမှာအသက်60ကျော်စုလိုက်တယ်ပြီးရင်တစ်ဖက်နိုင်ငံကိုလူကုန်ကူရောင်းစားမယ်မကောင်းဘူး